defeating that monster might remove this strange wind current seal thingy around the Statue of the Seven. Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ WYT ပဲဖြစ်ပါတယ်ကျွန်တော်ခုပြောပြမှာကတော့ကျွန်တော်တို့တကယ်လို့ကိုကချက်ချင်းအမက်ခုမှစဆော့တဲ့ newbie player တွေဆိုရင်ကျွန်တော်တို့ဘာတွေလုပ်တင်လဲ character တစ်ခုတစ်ကောင်ရလာပြီဆိုဘာတွေလုပ်တင်လဲဆိုတော့ကျွန်တော်တို့အရင်ပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့တစ်ချက်လိုက်ကြည့်လိုက်ပါဦးเนาะကျွန်တော်တို့ character တစ်ခုရလာပြီဆိုရင်ကျွန်တော်တို့ character ကကျွန်တော်တို့ဘယ်မှာရမလဲဆိုတော့ကျွန်တော်တို့ wish တဲ့ဟာဒီ banner တွေတစ်ခုခုပါဆိုတော့ကျွန်တော်ကိုက character တစ်ခုရလာမယ် five-star character သုံးဖို့ four-star character တစ်ခုရလာမယ်ရလာပြီဆိုရင်ကျွန်တော်တို့ဘာအဆက်လုပ်အောင်လဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြမယ်ဖြစ်ပါတယ်ကျွန်တော်တို့ဒါ character တစ်ကောင်ရလာပြီပေါ့နော် character တစ်ကောင်ရလာပြီဆိုရင်ကျွန်တော်တို့ဒီကောင်ရဲ့ level အရင်တင်ရမယ် level ကိုရနိုင်တယ်လို့ကို AR နှိမ့်ဆိုနှိမ့်မှာပိုင်းပါပေါ့နော်ရတဲ့ဟာကိုကျွန်တော်တို့ level အမြင့်ဆုံးတင်မယ်တင်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ weapon ထည့်မယ်ထည့်ပြီးတော့ weapon တစ်ခုခုကိုပြသိရမလားသူကအဲ့လိုရှိရသူနဲ့ကြိုက်တဲ့ weapon လေးတစ်ခုထည့်မယ်ထည့်ပြီးတော့ရင်ကျွန်တော် weapon လေးကို level တင်ကြမယ်တင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အရင်ဆုံးသွားမှာတဲလန်ပေါ့တဲလန်မှာသူ AR နဲ့အလိုက်သူပွင့်တဲ့ဟာလေးကိုကျွန်တော် level တင်ပေးလိုက်မယ်တင်ပြီးနောက်ဆုံးကျမှကျွန်တော် artifact ကို fan ရမှာပေါ့နော် artifact ကို fan မဲ့ချိန်မှာသူက attach ကိုဦးစားပေးပြီးဆော့ရတဲ့ကောင်လား HP ကိုဦးစားပေးပြီးဆော့ရတဲ့ကောင်လား defense ကိုဦးစားပေးပြီးဆော့ရတဲ့ကောင်လားဆိုတော့အမျိုးမျိုးရှိရပေါ့နော်သူ artifact ကလည်းသူပြပြထားတယ်ဒီ artifact recommendation မှာပါတယ်ဒီ artifact force set ဆိုဒီကောင် force set ကိုသုံးမိလိုက်သူက 88.6% လောက်သူကအသုံးဝင်တယ် use rate ပေါ့နော် use rate များတယ်အဲ့ဒါကို fan လိုက် fan ပြီးသွားရင်နောက်ဟိုပစ်လိုက်ပါတော့ newbie ဆိုရင်တော့ဒီလို artifact တွေရအောင်မဟုတ်ဘူးဗျာသူအဆင်ပြေတဲ့ artifact လေးကြာလာတဲ့ artifact လေး 5-star artifact မရှာသေးဘူး 3-star 4-star လောက်ကြာမှာပေါ့ဗျာကြာ artifact လေးတွေကိုထည့်ပြီးတော့ဆော့လို့ရပါတယ်နောက်ပိုင်းကျမှ AR 50လောက်ရောက်သွားပြီဆိုမှဒီ 5-star artifact လေးကိုစာဖိုင်းပြီးတော့ထည့်လို့ရပါတယ်ဗျာcharacter တစ်ကောင်ရလာရင်လောရမယ့်ဟာလေးပဲခင်ဗျာကျွန်တော်တို့ဗီဒီယိုလေးထပ်တင်ပြီးမှဖြစ်တဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးထားပါအောင်ခင်ဗျာကျွန်တော် YouTube မှာ channel လေးမှာလည်း live လုပ်ပါမယ်ဗျာညနေ9:00နာရီနောက်ပိုင်းမှာကျွန်တော်ရှိပါတယ်ခင်ဗျာ see you the next video guys ကျေးဇူးများတင်ပါတယ်